မနက်စောစောစီးစီးမှာပဲဦးလေးရွယ်ကြီးကစိတ်ကောက်နေပြီးကောင်မလေးကတော့သူမဟာဦးလေးကိုသဘောကျလွန်းလို့အခုလိုလိုက်ကပ်နေတာလို့ဆိုပါတယ်။ဒါပေမဲ့ဦးလေးကြီးကတော့သူ့ဘက်ကလုံးဝသဘောမကျကြောင်းအပြက်ညင်းလိုက်ပြီးနည်းနည်းလေးတောင်သဘောမကျဘူးလို့ခါခါတီးတီးညင်းဆိုနေပါတယ်။ကောင်မလေးကတော့အားမလျှော့ပဲဒီလိုချစ်ကန်ကန်ဦးလေးကြီးမျိုးကလည်းအချစ်ခံရဖို့တန်ပါတယ်ဆိုပြီးသူမကလုံးဝအရှုံးမပေးနိုင်ပဲဖြစ်နေပါတယ်။ဦးလေးကြီးခန့်များဆုဖြစ်နေတဲ့ကောင်မလေးကြောင့်ခေါင်းတွေတောင်ကိုက်လာရပြီးစိတ်ညစ်ညစ်နဲ့အဝေးကိုထွက်ပြေးဖို့ကြိုးစားပါတော့တယ်။သူ့ကိုယူအောင်လုပ်နေတဲ့အဲ့ဒီကောင်မလေးကတော့ဦးလေးကြီးရေလို့နောက်ကနေအော်ခေါ်ရင်းကြံခဲ့ပြီးဦးလေးကြီးကတော့ဘာလို့ဒီလောက်စိတ်တူနေရမှန်းကိုမသိတော့ပါဘူး။သူမကိုအခုချက်ချင်းငါ့ကိုမချစ်ဖို့တောင်းပန်နေပေမဲ့တကယ်သဘောကျနေတဲ့ခံစားချက်ကိုဘလို့မှရက်လို့မရကြောင်းကောင်မလေးကအခိုင်အမာပြောပါတယ်။စိတ်တော့ကရောက်ပြီးတေတော့မယ်လို့ညီးတွားနေတဲ့ဦးလေးကြီးဖြစ်သူနဲ့အတူသူမကပါလိုက်တေးပေးမယ်လို့အထိရဲရဲဝံ့ဝံ့ပြောချလိုက်ပါတယ်။တကယ်တော့လိုက်ပါတော့လို့ထက်ခါတလဲလဲတောင်းပန်နေတဲ့ဦးလေးကြီးကိုသူမကဒီနေ့အတွက်မနှောက်ယှက်ဖို့အလဲထက်တစ်ခုအနေနဲ့အနမ်းတစ်ချက်တောင်းဆိုလိုက်ပါတယ်။တစ်ချက်ပဲနှမ်းရင်တကယ်ရက်မာလာဆိုပြီးဦးလေးကြီးကဂတိတောင်းတဲ့အခါကောင်မလေးကဝမ်းသာအားရဂတိပေးလိုက်ပါတယ်။နောက်ဆုံးတော့ဦးလေးကြီးဖြစ်သူအပြင်ကိုထွက်သွားခဲ့ပါပြီ။ကောင်မလေးကအိမ်ပြန်လာရင်အဲ့ဒီအနမ်းကိုအမိရတောင်းရမယ်ဆိုပြီးကြံစီနေတာကိုဘေးကနေကြည့်နေတဲ့အမဖြစ်သူကတော့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုပေါ်လာပါတယ်။သူမတဝင်တိုနေတာလားလို့ပြန်မေးမိပြီးဂေါ်ဇီလာလိုလူကြီးနဲ့ပွင့်လင်းလွန်းတဲ့ကလေးမလေးကြားထဲမှာသူမဘာလို့တဝင်တိုရမှာလဲလို့ညှင်းဆန်နေပါတယ်။ဦးလေးကြီးစီမက်ဆေ့ကြတွေအဆောင်1000လောက်ပို့ပြီးနှောက်ယှက်ရမလားလို့လဲတွေးမိပေမဲ့လုံးဝမလုပ်သင့်ဘူးလို့ကိုပြန်ထိန်လိုက်ပါတယ်။သူမစိတ်မသက်မသာဖြစ်နေရတာကဦးလေးကြီးကကောင်မလေးကိုကောင်းကောင်းဆက်ဆံရင်ကလေးမလေးဘက်ကနားလည်မှုလွဲသွားမှစိုးလို့ပါဆိုပြီးအကြောင်းပြချက်ရှာနေပါတယ်။နောက်ဆုံးတော့အမဖြစ်သူကသူတို့နှစ်ယောက်နီးစပ်သွားအောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးသူတို့နှစ်ယောက်သာတကယ်အဆင်ပြေသွားရင်သူမတဝန်မတိုခဲ့ဘူးဆိုတာတက်တည်ပြနိုင်မယ်လို့တွေးတာပါ။ကိုရှက်စရာမလိုတဲ့လူဖြစ်အောင်လုပ်မယ်လို့ကြုံဝါနေတဲ့အမရဲ့ပုံစံကိုကြည့်ပြီးတယောက်တည်းရှောက်ပြောနေလို့ညီမလေးကတောင်ကြောင်ကြည့်နေမိပါတယ်။အမဖြစ်သူကညီမသုံးနေတဲ့အခြေရည်နီလန်းကလုံးဝမားနေကြောင်းစောက်ဆရာမကြီးပုံစံနဲ့တင်ပေးနေပါတယ်မိုးလင်းတာနဲ့ချစ်တယ်လက်ထပ်ပါလို့လိုက်ပြောနေရင်ယောက်ျားတွေစိတ်ကျဉ်ကျက်တတ်တယ်လို့ဆိုပါတယ်အမကတော့အဲ့ဒီလိုဆက်မလုပ်ဖို့ပိတ်ပင်ပြီးယောက်ျားတွေဆိုတာသူတို့ကိုစိုးရိမ်ပူပန်အောင်လုပ်တဲ့မိန်းကလေးမျိုးကိုပိုဆွဲလန်းတတ်တယ်လို့နီလန်းအစ်စ်ပေးပါတော့တယ်ရုတ်တရက်အေးဆက်ဆန်တာမျိုးဒါမှမဟုတ်တခြားကောင်လေးတွေကိုတတိထားမိအောင်လုပ်ဖို့လမ်းညွန်ပြီးရီးစားတစ်ခါမှမထားဘူးတဲ့အတွေ့အကြုံနဲ့ဆရာလုပ်နေတာပါအမရဲ့စကားကိုယုံကြည်သွားတဲ့ညီမလေးကလည်းအစွမ်းကုန်စူးစမ်းဖို့ပြင်ဆင်ပြီးပထမဆုံးအဆင့်အနေနဲ့စိတ်ပိုင်းဆိုင်ရာအရာအဝေးကိုတွန်းထုတ်တဲ့နည်းဗျူဟာကိုသုံးလိုက်ပါတယ်ဒါပေမဲ့ဦးလေးကြီးကတော့ရုတ်တရက်ငြိမ်းချမ်းပြီးတိတ်ဆိတ်သွားလို့တကယ်ကိုပျော်ရွှင်နေပုံရတာကြောင့်ဒုတိယအဆင့်အနေနဲ့ဦးလေးကြီးစီတက်သွားပြီးမုန်းတယ်လို့လိန်ပြောခိုင်းပြန်ပါတယ်ကောင်မလေးလည်းအတက်တရောနဲ့ဦးလေးကြီးစီသွားပြီးမုန်းသွားပြီလို့လိန်ပြောလိုက်ပေမဲ့ဂေါ်စီလာကြီးကတော့ဝမ်းသာပီတိဖြစ်ပြီးလွတ်မြောက်သွားလို့ကျေးဇူးတင်နေတာပဲဖြစ်နေပါတယ်အခြေအနေတွေကပိုဆိုးလာတာကြောင့်အမဖြစ်သူကနောက်ဆုံးနီးလန်းဖြစ်တဲ့တဝင်းတိုခိုင်းတဲ့နီးကိုသုံးပြီးကောင်မလေးကမနှက်ဖြန်ကျောင်းကစီနီယာတယောက်နဲ့ကမ်းခြေသွားမယ်လို့အော်ပြောပါတယ်ဒါပေမဲ့ဦးလေးဖြစ်သူကတော့ရာသီဥတုပူလို့ကမာကောင်တွေစားရင်ဝမ်းပြတ်တတ်တယ်လို့ပဲသတိပေးတာကြောင့်အမကပစ္စည်းတူလောင်ခန်းထဲမှာပိတ်မိနေအောင်လုပ်ဖို့ထပ်မံကြံစီပါတယ်။ကောင်မလေးကတူလောင်ခန်းထဲမှာကြိုပုံးနေပြီးဦးလေးကိုအထဲသွင်းကပိတ်လိုက်တဲ့အခါကောင်မလေးကသူမဟာဦးကိုအရန်သဘောကျလွန်လို့အခုလိုလှုပ်လိုက်တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အပြင်ကနေစောင့်ကြည့်နေတဲ့အမဖြစ်သူကတော့ရုတ်တရက်ဆိုသလိုသူမကိုယ်တိုင်လည်းအဲ့ဒီဂေါ်စီလာလိုဦးလေးကြီးကိုသဘောကျမိသွားပြီဖြစ်ကြောင်းညီမလေးကိုမျက်ရည်ဝဲလျက်တောင်းပန်ပါတော့တယ်